ကျမတို့ vacation အိမ်ရောက်နေပါပြီဝါဒီနေ့ကတော့ special room တွေပဲเนาะအရာအခန်းတွေရာကြီးတယ်ဒါတော့ပထမဆုံး living room အဲ့ဒီခန်းပြပါတယ်ဒါတော့မင်းစားခန်းပါเนาะဒါအင်္ဂါနေကြိုက်တဲ့သမီးဟင်းတွေယူလာပြီးတော့ဒီမှာချက်လို့ရတယ်ဒါတကယ်အင်လိုပဲเนาะခွန်ဒိုပုံစံပေါ့เนาะကျမတို့ကငါထားပါတယ်ဒီမှာအခန်းတစ်ခန်းပြပါတယ်ဝင်တော့လားကျမတို့ဒီချုပ်ခန်းပြပါတယ်ဒီချုပ်ခန်းရှေ့မရှိအိုးခမင်းတော့မှချက်တယ်ဒီမှာဒီခက်တာလေးတော့ဒါ living room เนาะโอ้ kitchen နှစ်ခုတော့ရှိတယ်เนาะသမင်းချက်တာနှစ်ခုတော့ရှိတယ်တကယ်လို့ဗျာ two family အိမ်ထောင်မိသားစုနှစ်ခုနှစ်စုလာပြီဆိုရင်ဟိုဘက်ကလည်းသမင်းချက်လို့ရတယ်ဒီဘက်မှာလည်းသမင်းချက်လို့ရတယ်เนาะဒါမိဖူချောင်းတစ်ခုတော့မှရှိတယ်เนาะဒီမှာနောက်ကမိဖူချောင်းတစ်ခုပေါ့เนาะနောက်ထပ်မိအဲ့ဒီခန်းတစ်ခုပေါ့เนาะဒီမှာဆိုဒီမှာဝါမိသားစုအုပ်စုလိုက်လာလို့ရတယ်ဒါတော့ဒီနေ့ကျတော့ကျမတို့မိသားစုပဲလာတာဒါတော့ဒါကြောင့် bring up ပါလေဒါ Monday to Friday နေပြီးတော့ညာရမိသွားအောင်နေဒီမှာဒါ bring up ရရှိပြပြပါလေမပြောင်းအောင်ဒီမှာရေကူကန်ဆိုတော့တနင်္လာတော့ရအောင်နော်ဒါတခန်းတော့ပြပြီးပြီတော့နောက်တစ်ခါတော့အဲ့ဒီခန်းပြပြီးတော့ဒါတော့ခန်းပြပါလေခလေးတွေကသူတို့ကြိုက်တဲ့ခန်းကိုယူပါစေနော်ဒါအင်တာနဲ့ရေချူခန်းဒါအနာရောလူပြပါလားမာစတာရုံထင်တယ်နော်ဒီမှာမာစတာရုံကျမတို့ယူမဲ့အခန်းလေးဖြစ်ပါတယ်ဒီမှာရေချူခန်းမိုင်ဒီမှာပြန်လာဒက်ထမှာရေစင်ပြီးတော့ရေပူလေးနဲ့ရေစင်ပြီးတော့နေလို့ရတယ်ပေါ့နော်ဟာဒါအင်တာဝါမိုင်ဟိုပန်းတော့အနားယူတော့မယ်ကောင်းကွာအဲ့အင်ကွန်ဒိုမီနီယမ်အင်းနဲ့တူတယ်နော်ဒါရိုးဟိုတယ်ငါပဲစနော်အခန်းရချင်းလေးသမင်းချက်တဲ့ဟာလည်းမရှိဒီမှာတော့သမင်းချက်တဲ့မိဖူချောင်းတစ်ခုတော့ရှိပါတယ် Okay everybody thank you